အခြေခံနေအားလုံးကသိကိုသိတဲ့နဲ့အဲ့တော့ပါဝါဂိုင်းတက်လက်မှာရှိတဲ့ပါဝါကိုတက်စပုတ်နဲ့ကိုမျက်လုံးနဲ့ကိုစမ်းတဲ့အတိုင်းတာရလက်စီစမ်းတဲ့ဆရာလည်းသိရမှာပဲပါဝါသိတဲ့ဆရာလည်းသိရမှာဘေးလီတဲ့ဆရာလည်းသိရမှာဒီတာဝင်ရိုးဘယ်လောက်ရှိတယ်သူ့ရဲ့ PD ဘယ်နားမှာရှိတယ်ညမှန်ကိုင်းရဲ့ဝိုင်းဒီအနေထားကဘယ်လိုရှိတယ်ဒါတွေအားလုံးတွက်နိုင်ချက်နိုင်ရမယ်မတွက်နိုင်မချက်နိုင်သေးဘူးဆိုရင်လည်း Telegram မှာပို့ထားနော်သင်တန်းသားတွေကဘာလို့တော့အဲ့ဒါတွေကိုလည်းတက်တက်ရှင်းပေးမှာမို့လို့နော်ရှင်းပြပေးမှာမို့လို့သင်ပေးသွားမှာမို့လို့ပညာနဲ့ပတ်သက်လို့လိုအပ်တာရှိရင်မေးနော်အဲ့တော့ဒီနေ့ဒီလောက်နဲ့လက်ဆက်တက်မလားနော်နံပါတ်1အချက်ကဒီဟာကိုစာအုပ်ထဲမှာမှတ်ထားမျက်စိမှုံခြင်း၄မျိုးနော်မျက်စိမှုံခြင်း၄မျိုးကအနီးမှုံခြင်းနံပါတ်1နော်နံပါတ်1ကအနီးမှုံခြင်းနံပါတ်2ကအဝေးမှုံခြင်းနံပါတ်3ကမျက်လုံးအခုံးမညီသောကြောင့်မှုံခြင်းနံပါတ်4ကမျက်စိမှန်ဘလူးထိန်ကြွက်သားအားပြော၍မှုံခြင်းနော်မျက်စိမှန်ဘလူးထိန်ကြွက်သားအားပြော၍မှုံခြင်းဒါကအသက်ကြီးပိုင်းဆိုင်ရာတွေအများဆုံးဖြစ်တယ်လူငယ်ကတော့နည်းတယ်နော်နံပါတ်2အချက်ကကြတော့ဆလနာပါဝါမြေရိုးကိုက်သမားတွေအများဆုံးဖြစ်တဲ့အရာဖြစ်တယ်နော်နံပါတ်3ချက်ပြီးနံပါတ်2အချက်ကသောတော့မျက်လုံးအခုံးမကြည့်တော့နံပါတ်3ချက်နော်အဲ့ဒါကမျက်လုံးအခုံးမကြည့်တော့အောင်ဆိုတော့သူကဆလနာသမားတွေအများဆုံးဖြစ်တဲ့အရာဖြစ်တယ်သူအခုံးဖွက်မကြည့်ဘူးအဲ့တော့နံပါတ်2ကကြတော့အဝေးမှုံခြင်းလူငယ်အများစုလူကြီးနည်းတယ်ဒါပေမဲ့လူကြီးနည်းတယ်ဆိုပေမဲ့လည်းလူကြီးကလည်း10ယောက်တယောက်လောက်တော့ပါမယ်နော်အတိုင်းတာရဒါကအဝေးမှုံခြင်းနဲ့မှပါတယ်အဲ့တော့အနီးမှုံခြင်းအသက်40ပတ်ဝန်းကျင်ပိုင်းဆိုင်ရာကနေစပြီးမှုံတဲ့ဟာနော်အဲ့ဒါကိုအနီးမှုံခြင်းဒီအသက်ရွယ်အနေထားလေးတွေကိုမျက်စိစမ်းတဲ့နေရာမှာမှတ်ထားရမယ်နော်အဲ့တော့ဒါလေးအများစုမှတ်ထားမယ်စာအုပ်ထဲမှာရေးထားမယ်နော်အဲ့တော့မျက်စိစမ်းတဲ့သင်္นานသားအနေထားလေးတွေက3လပြည့်တာနဲ့အားလုံးအတက်ဖြစ်စေရမယ်နော်အားလုံးတဖြည်းဖြည်းချင်းဘ ഹു တုဒပိုင်းဆိုင်ရာရောမျက်စိစမ်းတဲ့ပိုင်းဆိုင်ရာအနေထားတွေအားလုံးကိုတဖြည်းဖြည်းချင်းပြောပြမယ်နော်စောင်းရန်ရှောင်းရန်ဒီအနေထားရောတတိထားပြီးစမ်းမဲ့အနေထားတွေရောအကုန်လုံးဘယ်လိုလူဘယ်လိုခက်ခဲရှိတာကစားအကုန်လုံးပြောသင်ပေးသွားမယ်နော်အားလုံးအားလုံးအားစုမင်္ဂလာပါနော်အားလုံးဒီနေ့ဒီလောက်ပဲလုပ်ငန်းလုပ်ကြရအောင်နော်မနက်ဖြန်မှာထပ်ပြီးတော့ဆက်မယ်